ညီမလေးတို့ပေးစာများ30ပညာသင်ရင်စီးပွားရှာရင်ပညာသင်ကျောင်းဖွင့်ချိန်မှာပညာကိုလိုလားစွာရှာဖွေသင်ယူပြီးယခုလိုကျောင်းပိတ်ချိန်မှာကိုစွမ်းရနယ်ပယ်မှာအလုပ်ခွင်ဝင်ကစီးပွားရေးအပြိုင်ဆိုင်လုပ်နေကြတဲ့ညီမလေးတို့တက္ကသိုလ်ကျောင်းသူကျောင်းသားများကိုမြင်ရတာနှစ်ထောင်အားရရှိတယ်လို့ဂုဏ်လဲယူမိတယ်လူငယ်ဆိုတာအခုလိုမျိုးပညာသင်ရင်စီးပွားရှာရင်ပညာသင်ဒီလိုလမ်းတစ်သွယ်ဖြစ်ဘဝကိုအကောင်းဆုံးတည်ဆောက်ရမယ်ဒီလမ်းတစ်သွယ်ကိုညီမျှအောင်ထိန်းချောင်းခြင်းဟာညီမလေးတို့ဘဝတွေကိုပုံမကောင်းမှုတဲ့နေရာရောက်အောင်အရှိန်နဲ့တွန်းပို့နေတယ်လို့ပါအတန်းပညာဘွဲ့ဒီဂရီတွေဆိုတာအသိလိမ္မာနဲ့ပြည့်စုံပြီးအတွေးအခေါ်တွေကောင်းစီဖို့ပါပညာတတ်သူကမိမိဘဝနဲ့လောကကိုပဲ့ထိန်းနိုင်တယ်ပိုကောင်းအောင်ပြုပြင်နိုင်တယ်ဒါကြောင့်ပညာတတ်ဖို့ကလိုအပ်လာတယ်ပညာသင်တယ်ဆိုတာပုံမကောင်းပုံတဲ့ဘဝကိုတည်ဆောက်နိုင်ဖို့အတွက်ပြင်ဆင်နေတာပါပဲဝယ်လေးရလို့များချမ်းသာပြီလို့တော့အထင်မကြီးလိုက်လေနဲ့ဝယ်ရတာကပုံခွဆိုပြီးစီးပွားရေးသမားကောင်းဖြစ်အောင်လုပ်ပေးနိုင်တာမဟုတ်ဘူးစီးပွားရှာကောင်းသူဖြစ်ဖို့အတွက်တော့အများကြီးထောက်ကူပြုတယ်ဝယ်3-4ခုရပြီးလောကလာစာနဲသူတွေရှိတယ်လို့ဘာဘွဲ့ဒီဂရီမှမရပဲပင်ကိုအစွမ်းအစနဲ့ချမ်းသာနေသူတွေအများကြီးရှိတယ်ဆိုတာညီမလေးတို့မျက်မြင်ကိုတွေ့ပဲလေချမ်းသာခြင်းရင်စီးပွားရေးလုပ်ရမယ်နာမည်ကြီးခြင်းရင်နာမည်ကြီးစေတဲ့အလုပ်တွေလုပ်ရမယ်ဒါမှလည်းချမ်းသာမယ်နာမည်ကြီးမယ်ဒီသဘောတရားကိုညီမလေးတို့ကရှင်းရှင်းလင်းလင်းနားလည်ထားရမယ်ဆယ်တန်းအောင်ပြီးနဲ့ပင်ကိုအစွမ်းပါရင်ပြေဝကြတဲ့အမှုပညာရှင်တွေကတစ်လ300ချီဝင်နေပြီးဒေါက်တာဘွဲ့ရထားသူတွေကတစ်လကို10သိန်းလောက်လဲဝင်ဖို့ကိုရုန်းကန်နေရတာဟာမြန်မာမှာမကကဘာမှာလည်းအများကြီးပဲညီမလေးရေဒါဟာပညာအပြင်ပင်ကိုအစွမ်းစာနဲ့သက်ဆိုင်သွားပြီနော်ဘိုးဘွားတွေခေတ္တကအင်တာဦးစီးတယောက်စီးပွားရှာရင်ကိုသားသမီးတွေကပညာကိုအေးဆေးသင်ယူနိုင်ပေမဲ့ယခုမြန်မာခေတ်မှာတော့တယောက်ရှာရုံနဲ့မလုံလောက်တော့ဘူးအဲ့ဒီတော့မိဘတွေအတွက်လည်းအထောက်အကူဖြစ်ကိုယ်တိုင်လည်းအတွေ့အကြုံရအောင်ပညာသင်ရင်စီးပွားရှာရင်ပညာသင်ပါလို့ညီမလေးတို့အကိုကတိုက်တွန်းချင်ပါတယ်စုံထိနားထောင်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်